ချက်တူချက်သွားတော့ကရှာတွေ့ခဲ့တဲ့အကြိုက်ဆုံးပစ္စည်း9ခု Hello guys ဒီတစ်ခါမှာတော့စုတရာကိုဘန်ကောက်ကနာမည်ကြီးပြီးတော့ weekend market ဖြစ်တဲ့ချက်တူချက်ကိုအားလုံးကိုတူတူခေါ်သွားပါမယ်ဒီမှာပစ္စည်းတွေကအရန်စုံလုံးပြီးတော့ဘယ်အောင်ဝယ်ရမလဲတော့မျက်စိလဲမိရပေါ့နော်အဲ့ဒီနေရာမှာစုကိုယ်တိုင်အရန်တန်လဲတန်လှလဲလှတဲ့အကြိုက်ဆုံးပစ္စည်း9ခုကဘာတွေဖြစ်မလဲဆိုတာကိုလိုက်ကြည့်လိုက်ရအောင်ပထမဆုံးသဘောကျခဲ့ရတာကဒီ fancy ဆိုင်ကလက်ကောက်လေးပေါ့နော်သူကအရန်တန်ပြီးတော့တကယ်ကိုလှနော်လက်မဝတ်ထားရင်လေသူများနဲ့မတူပဲနေထင်းထင်းရှားရှားလေးဖြစ်နေတာစုနဲ့လဲလိုက်တယ်လို့ခံစားမိရောဆိုတော့ဒီတကူကိုပထမဆုံးအကြိုက်တွေ့သွားပါပြီဒုတိယတကူကတော့လုံးဝ vintage vibe အပြည့်ရတဲ့အုတ်ထုပ်သူကလေဘလို့အယောင်နဲ့မဆိုလိုက်တယ်ဘာလို့လဲဆိုတော့ဒီအုတ်ထုပ်အယောင်ကအသားအယောင်ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဘယ် outfit ဖြစ်ဖြစ်ဝတ်လိုက်ရင် aesthetic ဖြစ်သွားသလိုခံစားရတယ်အထူးသဖြင့်အဲ့ဒီအပေါ်အစားသားလေးပေါ့နော် no time for romance ဆိုတာတအားမိုက်တယ်မလားဒါကတော့ဘန်ကောက်ရောက်ရင်မဝယ်မဖြစ်ဝယ်ရမယ့်အရာပေါ့နော်အခုတအား trend ဖြစ်နေတဲ့ best master egg လေးပါဆိုတော့ cream color လေးဝယ်ခဲ့တယ်အကုန်လေးဆက်တယ်လို့အခုတုံးနေတော်တော်လေးလည်းအဆင်ပြေတယ်ဒီဇိုင်းကလည်းရိုးရှင်းတော့ရိုးလေးနဲ့လှရပေါ့နော်နောက်တစ်ခုကတော့စုလိုချင်နေတဲ့နှစ်ချက်လေးပေါ့နော်ဝယ်တော့ကအရန်စိတ်လှုပ်ရှားသွားပြီးတော့ဗီဒီယိုရိုက်ဖို့တော့မေ့သွားခဲ့တယ်စုကပန်းအောင်ကြိုက်တော့ပန်းအောင်လေးဝယ်ထားရပေါ့နော်အဲ့တော့အဲ့နှစ်ချက်လေးကချစ်စရာလေးဝတ်ထားရင်လေအရန် cute ဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့အခု IG မှာအရန် trend ဖြစ်နေတဲ့မျက်မှန်လေးပါဂိုင်းလေးရလေး quality ကလည်းအရန်ကောင်းနေတကယ်လေးတန်နေပေါ့နော်ဆိုင်မှာထောက်ဝင်ချစ်စရာကောင်းတော့ဆိုအရန်သဘောကျမိပါတယ်ကဲဒါလေးကတော့စုရဲ့ချက်တူချက်ရဲ့ treasure လေးပါအားလုံးရောဘယ်ပစ္စည်းကိုအကြိုက်ဆုံးလဲဆို comment မှာပြပြပေးသွားအောင်နော်နောက်ထပ် video တွေမှာပြန်တွေ့ကြပါမယ် see you guys bye